ဘယ်တင်ရတယ်လည်းတစ်ချက်လောက်အင်ဂိမ်းလေးမိတ်ဆက်ပြပါအောင် ဟုတ်ကျွန်တော်ကတော့ YTU ရဲ့ပေါ့နော် coach နေလည်းဖြစ်တယ် president နေလည်းဖြစ်တဲ့ Mark ပဲဖြစ်ပါတယ်ဗျမနေ့ပြန်တော့ကို YTU အနေနဲ့ဘယ်လိုမျိုးပြင်ဆင်ထားလဲမသိဘူး KPTC နဲ့တွေ့ရမှာဆိုတော့KPTC ကတော့အများကြီးပြင်ဆင်ရအောင်မလို့ဗျကျွန်တော်တို့ရှိမှလည်းတခြားပွဲမှာလည်း2စီးနဲ့နိုင်ပြီးသားဒီ VC မှာလည်း2စီးနဲ့နိုင်ပြီးသားဆိုတော့ easy ပါပဲOkay နောက်ပြီးတော့လေကိုယ့်ရဲ့ teammate ထဲမှာလေအဲ့လို screen တွေပါဆော့လို့ရှိရင်ဒီလိုမျိုးလုံးဝရည်စရာဖြစ်ဖြစ် moment တစ်ခုတော့ရှိခဲ့ဘူးမှာပဲအဲ့ဒီဟာနဲ့ပတ်သက်ပြီးတော့နည်းနည်းလေးပြပြချင်တာမျိုးလေးရှိလားအဲ့လိုတော့ trade တော့ရှိပါဘူးဒါပေမဲ့ပုံမှန်ကျွန်တော်တို့အများဆုံးပွဲဆော့ရဲ့အခါမှာရည်ရတာတော့လို့ spell လေးလွဲရတာတော့ပေါ့နောက်တစ်ခုကကြတော့အခုဒီလိုမျိုးကြောင်းပွဲမှာဆော့နေဆိုတော့ camp အနေနဲ့လေဘယ်လိုမျိုးအစီအစဉ်လုပ်ထားလဲအဆင်ပြေလား camp အနေနဲ့ဆော့ကြရလားကျွန်တော်တို့ဒီက1D player အားလုံးကတော့အကြောင်းအဆောင်မှာနေရပေါ့နော်အားလုံးဒီအိုင်စုစီအဆောင်အခန်းလေးမှာပဲစုပြီးတော့ဆော့ကြရဗျ Okay ဒီရဲ့လုံးဝ champion ဖြစ်ပါစေလို့ဆုတောင်းပေးလိုက်ပါတယ် interview ဖြစ်ပြီးတော့ကျေးဇူးအများကြီးတင်ပါတယ်ဟုတ် PS နဲ့ပြပါသေးဗျာ